လူကြီးတယောက်ကလင်းချင်းခံမှုသူ့ကားမှန်ကိုပေါ့ပေါ့ပပပဲချလိုက်တဲ့အချိန်မှာကောင်လေးတယောက်ကနေရန်တစ်ခုနားမှာကပ်ပြီးခိုးဝက်နေတာကိုမြင်သွားပြီးလန့်ဖြတ်သွားခဲ့တယ်ဗျာထူးဆန်းတာကတော့တကိုးအများစုကတမိုးကြီးပစ္စည်းတွေကိုပဲခိုးတက်ကြတာပေါ့ဒါပေမဲ့အဲ့ဒီကောင်လေးကတော့ဟောင်းနှမ်းနေတဲ့ဖက်နှက်တိုက်တဲ့တစ်တာအိုလေးတစ်ခုကိုပဲယူသွားခဲ့တာပါကောင်လေးမှာတစ်ခုခုအကြောင်းပြချက်ရှိလိမ့်မယ်လို့ရိပ်မိသွားတဲ့အတွက်သူကပြုံးပြီးမင်းကကလေးပဲတားရီဖက်နှက်လဲစီးတာမဟုတ်ဘူးလို့မေးလိုက်တာပေါ့ကျွန်တော်ကတစ်တာအိုကြီးကိုခိုးတာပါလို့ကောင်လေးကစိတ်ဆိုးမှန်ဆိုးနဲ့ပြန်ပြောခဲ့တယ်ဗျကျွန်တော်အမိုက်ပုံးထဲကနေအစားအစာတွေလိုက်မွေပြီးမရှာစားချင်တော့ဘူးဗျာကျွန်တော်ဖက်နှက်တိုက်ပြီးပတ်စံရှာချင်လို့ပါတယ်အဲ့ဒီလူကြီးကပိန်လီနေတဲ့ကလေးလေးကိုကြည့်ပြီးရဲကိုဖုံးမဆက်ခဲ့ပါဘူးအဲ့ဒါတည်းမကပဲပိုင်ရှင်ကိုပတ်စံတရားပေးလိုက်ပါသေးတယ်အဲ့ဒီဖက်နှက်တိုက်တစ်တာလေးကိုကောင်လေးအတွက်ပေးလိုက်တဲ့အချိန်မှာတော့ကောင်လေးကတစ်တာလေးကိုတိတိချာချာကောက်ကင်ပြီးမျက်မျက်နှုံးနှုံးနဲ့ထက်ခါတလဲလဲပို့တိုက်မိခဲ့တော့တာပေါ့သူက3ချိန်တိုင်တိုင်ဥညွတ်ပြီးတော့အဲ့ဒီဥက္ကဋ္ဌကြီးရဲ့ကယူနာတရားအတွက်ကျေးဇူးတင်စကားပြောခဲ့တယ်ဗျာဥက္ကဋ္ဌကြီးကတော့ပြုံးယုံလေးပြုံးပြီးဒါကိုမင်းအပေါ်ငါရဲ့ရင်းနှီးမြှုပ်နှံမှုလိုပဲသဘောထားလိုက်ပါလို့ပြောခဲ့တာပေါ့နောက်နာခဲ့ကြရင်လူဖွဲ့စည်းကြတဲ့မှာကိုချစ်တော့ပေါ်ကိုရက်တီနိုင်အောင်ကြိုးစားပါတဲ့ကောင်လေးကိုအားပေးတဲ့အနေနဲ့ဘယ်တော့မှမကောင်းတဲ့ရာဇဝတ်မှုမျိုးမလုပ်ဖို့လဲမှာခဲ့သေးတယ်ဗျဥက္ကဋ္ဌကြီးကသူတို့နှစ်ယောက်ကြားဂရိတ္တစာတစ်ခုအနေနဲ့သူနှစ်ပေါင်းများစွာမျက်မျက်နှုံးနှုံးတင်စီထားခဲ့တဲ့အဖိုးတန်အိတ်ဆောင်သားကြီးလေးကိုပါပေးခဲ့တာပါပတ်စံထက်ရိုးသားမှုကပိုအရေးကြီးတယ်လို့သတိပေးခဲ့ပြီးနောက်မှာတော့သူကမိဘမဲ့ကေဟာကိုကားမောင်းသွားပြီးကလေးတွေကိုမုတ်တွေနဲ့စာရေးကိရိယာတွေတွားလူခဲ့ပြန်တယ်ဗျာအဲ့ဒီမြင်ကွင်းကိုမောင်နှမနှစ်ယောက်ကလှမ်းမြင်သွားခဲ့ကြတာပေါ့ဒီဦးလေးကအပတ်တိုင်းလက်ဆောင်တွေလာပေးတက်မှန်သူတို့သိကြတာမို့သူဟာအရန်ချမ်းသာတဲ့သူဖြစ်ရမယ်လို့ကောက်ချက်ချလိုက်ကြတယ်ဗျဒါကြောင့်သူတို့ကဥက္ကဋ္ဌကြီးစီကိုတမင်တကာချင်းကပ်သွားပြီးသူတို့ကိုအိမ်ခေါ်သွားဖို့တောင်းပန်တိုးရှိုးကြတော့တာပေါ့သူ့မှာလည်းတာသမီမရှိတာရဲ့ကလေးတွေကလိမ္မာရင်ကြီးပုံရတာရဲ့ကြောင့်သူသဘောကျသွားခဲ့တယ်ဗျာအဲ့ဒီနောက်ကလေးနှစ်ယောက်ကိုလူရန်နဲ့လူညောင်လို့နာမည်အစ်စ်ပေးပြီးအိမ်ကိုခေါ်လာခဲ့တော့တာပေါ့ဒါဟာသူ့အတွက်တော့အိမ်မက်ဆိုးရဲ့အစပြုခြင်းဖြစ်လာမှန်သူလုံးဝမသိခဲ့ရှာပါဘူးမျက်တောင်တစ်ခတ်အတွင်းမှာနှစ်ပေါင်း20ဆိုတဲ့အချိန်ကာလကကုန်ဆုံးသွားခဲ့ပြီဗျာအဲ့ဒီလူကြီးရဲ့ကုမ္ပဏီဟာငွေကြေးစီးဆင်းမှုပြတ်တောက်သွားပြီးဒေဝါလီခံရမယ့်အခြေအနေနဲ့ရင်ဆိုင်လိုက်ရတော့တယ်ဗျဒါတည်းမကသေးပါဘူးစောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာတန်ချောင်းထိမှန်ပြီးသူ့ခြေထောက်ပါကျိုးသွားခဲ့ရပြန်ပါတယ်အသေးအတန်ဖျားနာနေတဲ့သူ့ဇနီးရဲ့စေကူတာဆေးကိုလည်းပေးချေဖို့လိုနေခဲ့တာပေါ့သူကသူ့ရဲ့မွေးစားသားစီကနေအကူအညီတောင်းခဲ့ရပေမဲ့ဆေးရုံမှာခွဲစိတ်ကောင်းစဉ်နဲ့ပတ်စံပေးချေဖို့လုပ်တဲ့အချိန်ကြာမှသူ့ကတ်ထဲကပတ်စံတွေအားလုံးမရှိတော့တာကိုသိလိုက်ရတယ်ဗျာသူဘာလို့ရမှန်းမသိဝေခွဲမရဖြစ်နေတော့မှပဲသူ့ရဲ့မွေးစားသားနဲ့သမီးကဆေးရုံကိုရောက်လာကြတာမို့ပတ်စံလာပေးတာလို့သူထင်လိုက်မိတာပေါ့ဒါပေမဲ့မွေးစားသမီးဖြစ်သူကတေခါနီးလူတယောက်အတွက်ဘာလို့ပတ်စံတွေဖြုံးတီးနေမှလဲလို့ပြောချလိုက်တာပေါ့ဗျာအဲ့ဒီစကားကြောင့်လူကြီးလဲဒေါသအလိမ့်လိမ့်ထွက်ပြီးတွေးတိုးတွေပါစောင့်တက်သွားခဲ့ရရှာတယ်သူဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ဘယ်တော့မှမတွေးဝန်းခဲ့ပါဘူးသူ့ရဲ့မွေးစားသားသမီးတွေကဒီလောက်တောင်ကောက်ကြည့်ရက်ဆက်တဲ့စိတ်ဓာတ်မျိုးရှိလိမ့်မယ်လို့မထင်ခဲ့သလိုသူ့ကိုပို့ပြီးစိတ်နာကျင်စေခဲ့တာကတော့နောက်ထပ်အကြောင်းအရာတစ်ခုရှိသေးတယ်ဗျသူကူညီခဲ့မှုတဲ့ရွာသားတွေကပတ်စံပြန်ဆက်ဖို့ညှင်းဆန်ရုံတင်မကပဲဝစ်လေတာပဲလို့ပြောပြီးတရော်လောင်ပြောင်းနေကြတာပါပဲသူတို့ကသူ့ကိုအတုံးမကျတဲ့ဒုက္ခိတကြီးလို့ကဲ့ရဲ့ကြပြီးသူ့မိမကလည်းတေးထိုက်လို့တေးတာပါဆိုပြီးပြောဆိုခဲ့ကြတယ်ဗျလူကြီးလဲဒေါသအကြီးကျယ်ထွက်ပြီးဒီလိုကျေးဇူးမသိတတ်တဲ့လူယုံမာရီစီကိုတွားခဲ့တော့တာပေါ့သူကအရင်တုန်းကတားဖြစ်သူရဲ့ခွဲစိတ်စရိတ်ပတ်စံတွေကိုဘောလုံးပွဲလောင်းပြီးရှုံးခဲ့တဲ့အဖိုးကြီးဝမ်ကိုဒေါသတကြီးနဲ့အပြစ်တင်ပြောဆိုခဲ့တယ်ဗျအကယ်၍သူသာပတ်စံမချေးခဲ့ရင်အဲ့ဒီတုန်းကဝမ်ရဲ့သားတေသွားလောက်ပြီးဖြစ်တယ်လို့ကျေးဇူးကမ်းနဲ့အတော်ကြီးလူနဲ့သူပညာသင်စရိတ်ထောက်ပံ့ပေးခဲ့တဲ့တက္ကသိုလ်ကျောင်းသူလေးလည်းရှိသေးတာပေါ့အခုတော့သူဒုက္ခရောက်နေတဲ့အချိန်ကြာမှသူတို့အားလုံးကလှောင်ပြောင်တရောစာတွေပဲပြောနေကြတော့တာပေါ့ဗျတယောက်မှလည်းပတ်စံပြန်ဆက်ဖို့အစီအစဉ်မရှိကြပါဘူးပိုဆိုးတာကတော့အဲ့ဒီတုန်းကလူတိုင်းအပေါ်ယုံကြည်ခဲ့မိတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်သူကအကျွေးတင်တဲ့ခက်ခံဝင်ကတိစာချုပ်တွေဘာတွေလဲမတောင်းခဲ့မိဘူးလေအခုတော့အဲ့ဒါကပဲသူတို့အတွက်ပတ်စံပြန်မဆက်ဖို့စင်ကြီးတစ်ခုဖြစ်သွားခဲ့ရတာပေါ့ဒေါသချောင်းချောင်းထွက်သွားတဲ့လူကြီးကမာကြောင်ဝိုင်းကိုမှောက်လန့်ပစ်လိုက်လို့လောင်ကစားသမားအနှဲငယ်ရဲ့အပြင်းထန်ဝိုင်းဝန်းရိုက်နှက်ခြင်းကိုခံလိုက်ရတယ်ဗျာတကယ်ပါပဲအရှိန်ဝါကျသွားတဲ့ကြားကြီးကိုခွေးတွေကလာပြီးကလူတလူမျိုးဖြစ်နေတော့တာပေါ့ဒီကျေးဇူးမသိတဲ့လူယုံမာတွေကသူတို့စိတ်ကြည်နှက်ဖို့အတွက်လူကြီးကိုတူးထောက်ပြီးဥချခိုင်းတဲ့အထိတောင်လုပ်ခဲ့ကြတယ်ဗျာမျောလင်းချက်မဲ့နေတဲ့လူကြီးကမြလည်းပတ်စံပြန်ပေးဖို့တူးထောက်တောင်းပန်ရရှာတာပေါ့သူ့ဇနီးရဲ့ယောဂအခြေအနေကနောက်ထပ်ဆောင်ဆိုင်လို့မရတော့ဘူးလေကျေးဇူးရှင်ကိုစောင့်မရမယ့်အစားပြန်ကြိုက်တဲ့အဲ့ဒီရွာသားတွေကသူ့ကိုကန်ဆိုးစေတဲ့သူလို့တတ်မှတ်လိုက်ကြတယ်ဗျာပြီးတော့သူ့ကိုအပြင်ကိုမောင်းထုတ်ပစ်လိုက်ကြပါသေးတယ်လူကြီးကမြဒီလိုမျိုးကြုံရလိမ့်မယ်လို့လုံးဝမမျှော်လင့်ထားခဲ့ပါဘူးသူကတသက်လုံးဘာကြိုးမျက်မှပြန်မမျောကိုပဲကောင်းမှုကုသိုလ်တွေကိုပဲလှုပ်ဆောင်ခဲ့တာလေဘာဖြစ်လို့သူဟာဒီလောက်အထိတနာစရာကောင်းတဲ့အခြေအနေမျိုးနဲ့အဆုံးတက်ရတာလဲဗျာလူကောင်းလို့ရတာတကယ်ပဲအကျိုးမပေးဘူးလားအဲ့ဒီအချိန်မှာပဲဆေးရုံကနေဖုန်းဆက်လာပြီးသူ့ဇနီးရဲ့အခြေအနေကအမြန်ဆုံးဆိုးရွားလာနေပြီလို့အကြောင်းကြားလာခဲ့ပါတယ်ဗျ24နာရီအတွင်းခွဲစိတ်မှုမလုပ်ရင်အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ပြောတာပေါ့သူခွဲစိတ်စရိတ်အတွက်ပြပြတလဲဖြစ်နေတော့မှပဲသူ့ဖုန်းထဲကို message တစ်ခုရုတ်တရက်ဝင်လာခဲ့တယ်ဗျအဲ့ဒါကတော့နိုင်ငံတကာအဆင့်မြင့်ဂျိုးကရုတ်ကုမ္ပဏီကြီးကမနက်ဖြန်ည8နာရီမှာအလှူဒန်းပွဲတော်တစ်ခုကျင်းပမယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ကုမ္ပဏီကနေကူညီမဲ့ငွေပမာဏကတန်ပေါင်းများစွာအထိအများကြီးရှိတာပေါ့ဗျာအကယ်၍သူသာအဲ့ဒီလူတွေနဲ့တီကျွမ်းခွင့်ရမယ်ဆိုရင်သူ့ဇနီးရဲ့ခွဲစိတ်စရိတ်ကသူတို့ကောင်းတစ်ချက်ညှို့ယုံလေးနဲ့တင်အဆင်ပြေသွားနိုင်တာလေဒါဟာအဲ့ဒီလူကြီးအတွက်လက်လွတ်မခံပဲစုပ်ကန်ရမယ့်တစ်ခုလေးတော့အခွင့်အရေးပါပဲဒါပေမဲ့အဲ့ဒီဥက္ကဋ္ဌဂျိုးဆိုတာဘယ်သူလဲဆိုတာကိုတော့သူမသိခဲ့ရှာပါဘူးအဲ့ဒီသူကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူကူညီခဲ့ဘူးတဲ့ကောင်လေးဖြစ်နေခဲ့တာပေါ့အဲ့ဒီဟောင်းနှမ်းနေတဲ့ဖက်နှက်တိုက်တက်တာလေးနဲ့တင်သူဟာပထမဆုံးသောငွေပုံကြီးကိုရှာဖွေနိုင်ခဲ့ပြီးမစုံမနစ်စူးစမ်းအားထုတ်မှုနဲ့မွေးရပါစီးပွားရေးအမြင့်တွေကြောင့်အောင်မြင်လာခဲ့တာပါသူဟာအတ္တလန်တိတ်သမုဒ္ဒရာကိုဖျက်ကျော်ပြီးကြော်ကြားတဲ့ဂျိုးဖက်နှက်ကုမ္ပဏီကိုတည်ထောင်နိုင်ခဲ့ပေမဲ့ဘယ်တော့မှမင်းမပစ်ခဲ့တဲ့အရာတစ်ခုရှိပါတယ်ဗျာအဲ့ဒါကတော့အဲ့ဒီလူကြီးရဲ့ကရုဏာတရားနဲ့တွင်တင်ဆုံးမမှုတွေပါပဲအဲ့ဒါကြောင့်နှစ်စဉ်နှစ်တိုင်းဒုက္ခရောက်နေတဲ့စီးပွားရေးလုပ်ငန်းတွေကိုကူညီဖို့ပရဟိတပွဲတွေလုပ်ပေးနေတယ်လို့သူ့ရဲ့ကျေးဇူးရှင်ကိုလည်းလိုက်လံရှာဖွေနေခဲ့တာပေါ့
ပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ရဲ့ကျေးဇူးရှင်ကြီးကအလှပွဲကျင်းပနေတဲ့ဟိုတယ်စီကိုခြေထောက်တစ်ဖက်ဆွဲပြီးတရုတ်တိုက်လျှောက်လာနေတယ်ဆိုတာကိုတော့သူမသိရှာသေးပါဘူးမထင်မှတ်ပဲလမ်းမှာလွန်ခဲ့တဲ့နှစ်ပေါင်း20ကစက်ယုံမှာအတူတူအလုပ်လုပ်ခဲ့မှုတဲ့လုပ်ဖော်ကိုင်ဖက်ညီကိုဟောင်းတယောက်နဲ့တိုးမိသွားခဲ့တယ်ဗျအခုဆိုရင်အဲ့ဒီလူက Stock Exchange စည်းရင်းဝင်ကုမ္ပဏီကြီးတစ်ခုရဲ့တထေးကြီးဖြစ်နေခဲ့ပြီပေါ့လူကြီးကလည်းသူ့ရဲ့အခက်အခဲတွေကိုအဲ့ဒီလူကိုရင်ဖွင့်ပြောပြလိုက်မိတာပေါ့အဲ့ဒီလူကဘာစကားမှမပြောဘဲထူတဲ့ပတ်စံအထက်လိုက်ကြီးကိုထုတ်ပေးလိုက်တယ်ဗျလူကြီးလည်းဒီဘေးဒုက္ခကနေသူ့ကိုကူညီခဲ့တင်တော့မယ်လို့ထင်လိုက်တာပေါ့ဒါပေမဲ့နောက်တစ်စက္ကန့်မှာတင်အဲ့ဒီလူကပတ်စံတွေကိုလေးတယ်ဖြန့်ကျဲပစ်လိုက်ပြီးလူကြီးကိုမြေပြင်ပေါ်တွန်းလဲကဒူးထောက်တောင်းပန်ခိုင်းတော့တာပေါ့ဗျာတကယ်တော့လွန်ခဲ့တဲ့နှစ်ပေါင်း20ကသူကိုတောင်ဆောင်လုပ်တုံးကအရက်မူးပြီးဂျူတီခန်းထဲမှာအိပ်ပျော်သွားခဲ့လို့တခိုးတွေစက်ယုံကိုတောင်ကိုမှွေနှောက်ပြီးတန်မိုးကြီးပစ္စည်းတွေအားလုံးကိုခိုးသွားခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီတုန်းကလူကြီးကစက်ယုံမန်နေဂျာစီမှာရော်ချင်းငွေကင်းလွတ်ခွင့်ပေးဖို့တောင်းပန်ပေးခဲ့တာပေါ့ဒါပေမဲ့သူအလုပ်ထုတ်ခံလိုက်ရတာမို့လူကြီးကသူ့ပေါ်မယိုးသားဘူးမကူညီချင်ဘူးလို့ထင်ပြီးရန်ညှိုးဖွဲ့ထားခဲ့တာဖြစ်တယ်ဗျလူကြီးကဘလို့ပဲရှင်းပြသူကတော့လုံးဝနားမထောင်ခဲ့ပါဘူးသူကလူကြီးရဲ့ဂုဏ်သိက္ခာတွေကျဆင်းပျက်စီးသွားတာကိုပဲမြင်ချင်နေတာလေဒါအပြင်လူကြီးကတားရင်သမီးရင်းလို့ကျွေးမွေးခဲ့တဲ့မွေးစားသားသမီး2ယောက်လုံးကအခုဆိုရင်သူ့ကိုသူတို့ရဲ့မွေးစားအဖေဖြစ်အတိမတ်ပြုထားကြပြီလို့လည်းပြောလိုက်သေးတယ်ဗျဒီလိုဒုက္ခတွေနဲ့ကနေဘသူကမှလာကယ်လိမ့်မယ်လို့မမျှော်လင့်နေတော့တဲ့ဒါဟာကိုပြုတဲ့ကံကိုပြန်ခံရတာပဲလို့ဆိုတာပေါ့ဗျာလူကြီးရဲ့နှလုံးသားတစ်ခုလုံးရေခဲလိုအေးဆက်သွားခဲ့ရရှာတယ်ဗျဒါပေမဲ့သူ့ဇနီးကိုကယ်တင်ဖို့အတွက်သူကသိက္ခာတွေကိုဘေးဖယ်ထားပြီးဒူးထောက်ကအသက်ကယ်မဲ့ပတ်စံတွေကိုတရွက်ချင်းစီလိုက်ကောက်နေခဲ့ရရှာပါတယ်ဗျအဲ့ဒီလူကတော့ဒီလောက်နဲ့တင်အားမရသေးပါဘူးအဆောက်အုံထဲကလူတိုင်းကိုလှမ်းခေါ်ပြီးလူကြီးကိုဝိုင်းလောင်ခိုင်းကြတာပေါ့မွေးစားသားနဲ့သမီးကလည်းဒီမြင်ကွင်းကိုတွေ့နေရပေမဲ့သူ့ကိုလုံးဝမကူညီခဲ့ကြပါဘူးအဲ့ဒါတင်မကပဲသူနဲ့ပါပတ်သက်မှုဖျက်တောက်လိုက်ကြသေးတယ်ဗျလူကြီးအနေနဲ့ဒါမျိုးဖြစ်လာလိမ့်မယ်လို့ဘယ်တော့မှမတွေးထားခဲ့မိဘူးလေဒီနှစ်တွေတစ်လျှောက်လုံးအရာရာအကုန်ပေးဆက်ပြီးကျွေးမွေးခဲ့တာတောင်ကျေးဇူးမသိတတ်တဲ့လူရုပ်မှ2ယောက်ကိုပဲမွေးမြူမိခဲ့တာကိုသူတို့ကလူကြီးကိုဆဲဆိုရိုင်းပြယုံတင်မကပဲအဆက်ကွဲနေတဲ့အခိုက်အတန့်ကိုဗီဒီယိုရိုက်ပြီးကြည့်ရှုသူများအောင်အွန်လိုင်းပေါ်ကိုပါတင်ပြလိုက်ကြတာဗျအဲ့ဒီအချိန်မှာပဲဥက္ကဋ္ဌဂျိုးရဲ့လက်အောက်ငယ်သားကကျေးဇူးရှင်ကြီးရှိနေတဲ့နေရာကိုစုံစမ်းသိရှိသွားခဲ့ပါတယ်ပြီးတော့သူဟာကုမ္ပဏီအဆောက်အုံနားမှာပဲရှိနေတယ်ဆိုတာကိုသိလိုက်ရတာပေါ့အဲ့ဒါနဲ့ဥက္ကဋ္ဌကြီးလည်းသူ့ကိုအမြန်ဆုံးလိုက်ရှာဖို့အောက်ထပ်ကိုပြတလဲဆင်းလာခဲ့တော့တာပေါ့ဗျာအဲ့ဒီအချိန်မှာတော့လုပ်ဖို့ကင်ဖက်ဟောင်းကလူကြီးကိုမရက်မနာအဆက်ခွဲနေတုန်းဖြစ်ပြီးအရင်တုန်းကမမာနာတွေပဲပျောက်ကုန်ပြီလဲလို့မေးနေခဲ့တာပေါ့အဲ့ဒီတုန်းကမင်းငါကိုအလုတ်ထုတ်ပစ်ခဲ့တာလေဒီလိုနေမျိုးရောက်လာမယ်ဆိုတာမင်းကြိုသိထားတင်တာပေါ့လို့ပြောနေခဲ့တော့တာပေါ့ဗျာ